မဖို့ရီမန်းလို့ဖြင့်လူရန်ငဲ့တဲ့ကုသိုလ်ပါလေအလူရှင်တွေစုပေါင်းလို့ဖြင့်တရားတရားတွေပွားများလို့သာနေစီပြောတဲ့ချိတ်ချိတ်ညံဝေးမြို့တင်နေအိမ်မကြီးရွာနှစ်စဉ်နှစ်တိုင်းတရားဖြူကဝိုင်းဝလို့ဖြင့်လူတန်းဖြူကနေမြမယိုရကတိမွေသိခါထက်လဲချစ်ပါခဲ့ကြသလေနိဗ္ဗာန်မဖို့ရီမန်းလို့ဖြင့်လူရန်ငဲ့တဲ့ကုသိုလ်ပါလေအလူရှင်တွေစုပေါင်းလို့ဖြင့်တရားတရားတွေပွားများလို့သာနေစီပြောတဲ့ချိတ်ချိတ်ညံဝေးမြို့တင်နေအိမ်မကြီးရွာနှစ်စဉ်နှစ်တိုင်းတရားဖြူကဝိုင်းဝလို့ဖြင့်အလူတန်းဖြူကနေမြမယိုရကတိမွေတိတ်ခါထက်လဲကျင်းပါခဲ့ကြသလေဦးကျော်ဒူးနဲ့ကထိန်မကတော်မိကျူပါကထိန်တကားဦးအောင်မိုးဝေတော်မမိသားစုတို့တွေကျွန်တော်တို့အိမ်မကြီးရွာရှင်စောတီကဆရာတော်မြတ်ရင်ရှင်ပညာသီရိဆရာသိက္ခာထက်လို့တရားတွေကြည်ဖြူနေစိတ်ထားမြတ်လို့နိဗ္ဗာန်ရွာမီတိတ်တကားအလူကြီးပေးကနေရှုတိုင်းရဲ့ရှေ့ကြောင်းကြီးမှာသာသနာမြတ်ပန်းလေးတွေအစင်မြဲပွင့်ကနေရောတရားကောင်းတဲ့အိမ်မရွာနီရွာသူရွာသားများမှာတူနဲ့တူဆွေချင်းတပ်ပမာညီညွတ်ခဲ့ကြပြီအတိမ်မွေးဆိုရင်တရွာလုံးဝိုင်းကိုဆောင်ရွက်နေ1389ခုတည်င်းကျော်လာပြီကျော်17ရက်နေ့အတိမ်မွေးကြီးတို့အရောက်သာလာခဲ့ဖို့ရန်ဖိတ်ခေါ်ကနေမြို့တင်နယ်ကအိမ်မကြီးရွာမီမြို့တင်မြို့နယ်စတိုင်ကြတယ်အိမ်မကြီးရွာလေးမှာတော့နှစ်ဖက်မိဘများကိုအမှုထားကတရိတ်ဒိုက်ကကြီးဦးကျော်ထူးတရိတ်ဒိုက်ကမကြီးဒေါ်မိချွန်နေတရိတ်ဒိုက်ကဦးအောင်မိုးဝေတရိတ်ဒိုက်ကမဒေါ်အောင်မမိသားစုအတိတရားရှုကဖြင့်အိမ်မကြီးရွာအရှင်ဇောတိကဆရာတော်နေဥပညာတိအရှင်မြတ်တို့ဟာတိတ်ခါတော်ထပ်ပေးခြင်း1389ခုနှစ်သတင်းကြိုလာပြီးတော့17ရက်နေ့မှာကထိန်အလူရေသက်ချတရားနာကြွရောက်ကြပါလို့ဖိတ်ကြားလိုက်ရပါတယ်ခင်ဗျာနိဗ္ဗာန်မဖို့ရီမန်းလို့ဖြင့်လူရန်ငဲ့တဲ့ကုသိုလ်ပါလေအလူရှင်တွေစုပေါင်းလို့ဖြင့်တရားတရားတွေပွားများလို့သာနေစီပြောတဲ့ချိတ်ချိတ်ညံဝေးမြို့တင်နေအိမ်မကြီးရွာနှစ်စဉ်နှစ်တိုင်းတရားဖြူကဝိုင်းဝလို့ဖြင့်အလူတန်းဖြူကနေမြမယိုရကထိန်မွေသိက္ခာထက်လဲကျင်းပါခဲ့ကြသလေဦးကျော်ဒူးနဲ့ကထိန်မကတော်မိချူပါကထိန်တကားဦးအောင်မိုးဝေတော်မမိသားစုတို့တွေကျွန်တော်တို့အိမ်မကြီးရွာရှင်စောတီကဆရာတော်မြတ်ရဲ့ရှင်ပညာသီရိဆရာသိက္ခာထက်လို့တရားတွေကြည်ဖြူနေစိတ်ထားမြတ်လို့နိဗ္ဗာန်ရွာမီတိတ်တကားအလူကြီးပေးကနေတိုင်းရဲ့ရှေ့ကြောင်းကြီးမှာသာသနာမြတ်ပန်းလေးတွေအစင်မြဲပွင့်ကနေပြောတရားကောင်းတဲ့အိမ်မရွာမီရွာသူရွာသားများမှာတူနဲ့တူဆွေချင်းတပ်ပမာညီညွတ်ခဲ့ကြပြီကထိန်မွေးဆိုရင်တရွာလုံးဝိုင်းကိုဆောင်ရွက်နေ1389ခုတ
ရင်ကျွန်းလာပြီကျော်17ရက်နေ့ကထိန်ဝဲကြီးသို့အရောက်သာလာခဲ့မှုရန်ဖိတ်ခေါ်ကနေမြို့တင်တွေကအိမ်မကြည်ရွာမည်